တခါကအားနည်းလုံးနဲ့လက်နက်တွေနဲ့ရှင်သန်ခဲ့ရတဲ့ဇက်လိုက်ဟာအခုတော့ကျိုးပဲ့နေတဲ့ဓားမြောင်တစ်လက်ကိုအသားလေးဝေးရမ်းယုံနဲ့မူဆိုးအဖွဲ့တွေကိုအကြက်ရိုက်စေခဲ့တဲ့လင်းရှုဆရာကြီးကိုအနိုင်ယူလိုက်နိုင်ပါပြီသူ့ရဲ့အစွမ်းတွေတိုးတက်လာပုံကတော့တကယ်ကိုထူးခြားဆန်းကျင်လွန်ပါတယ်အစပိုင်းတိုက်ပွဲနဲ့စနစ်တစ်မကြသေးခင်ကတည်းတောဝန်ပလွေတွေရဲ့တိုက်ခိုက်မှုကိုကြောက်လန့်တကြားထွက်ပြေးခဲ့ရတဲ့ဇက်လိုက်ဟာအခုတော့သူ့ခန္ဓာကိုယ်ကပေါ်ပါသွက်လက်နေတာကိုသတိပြုမိသွားပါတယ်ဒါဟာပြီးခဲ့တဲ့ရက်ပိုင်းကလေ့ကျင့်မှုတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်သူအခြေအနေကိုထိန်းလိုက်နိုင်ချိန်မှာပဲဝန်ပလွေတကောင်ကသူ့စီထပ်မံခုံအုပ်လာပါတယ်ဇက်လိုက်လည်းရှိသမျှအင်အားသုံးပြီးဝန်ပလွေကိုပြန်လဲထိုးနှက်လိုက်ရာအဆင့်တက်မူဆိုးတယောက်ဖြစ်တဲ့သူဟာဝန်ပလွေတကောင်ကိုလက်သီးတစ်ချက်ထဲနဲ့လွန့်ထွက်သွားအောင်လုံနိုင်ခဲ့လို့ကိုကောင်အံ့ဩသွားရပါတယ်ဒါပေမဲ့ဝန်ပလွေကထိခိုက်ဒဏ်ရာတိတ်မရရှိပဲဇက်လိုက်စီကိုတောင်းကျမ်းစွာထပ်မံဦးတည်လာပါတယ်လက်ပလာနဲ့ဖြစ်နေတဲ့ဇက်လိုက်ဟာဝန်ပလွေကိုအသေးသက်ဖို့မလွယ်ကူမှန်းသိလိုက်ပြီးအရင်ကအန်ကယ်ကြီးခြံထားခဲ့တဲ့ဓာတ်ကိုတတိယသွားပါတယ်စနစ်ရဲ့ပစ္စည်းတို့လောင်ကန်ထဲကနေဓာတ်ကိုချက်ချင်းထုတ်ယူပြီးဝန်ပလွေကိုအပြတ်ရှင်းလိုက်ပါတော့တယ်အဆင့်တက်လာခြင်းနဲ့အခက်ခဲတဲ့ဇက်လိုက်အသက်ရှူရုံမျှပင်မရှိသေးခင်မှာပဲနောက်ထပ်ဝန်ပလွေနှစ်ကောင်ကသူ့စီကိုထပ်မံဦးတည်လာပြန်ပါတယ်သူလည်းလက်နက်ကင်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ခုနကအားပြင်းပြင်းနဲ့ခုတ်လိုက်မိလို့ဓာတ်ကမြေပြင်အကွဲကြောင်းထဲမှာညှက်နေတာကိုတွေးလိုက်ရပါတယ်ဇက်လိုက်ဟာအင်အားကုန်သုံးပြီးဓာတ်ကိုဆွဲထုတ်ကဝန်ပလွေကိုခုတ်လိုက်ပေမဲ့ဝန်ပလွေကဓာတ်ကိုပါးစပ်နဲ့တိုက်ခဲထားလိုက်ပါတယ်အခြေအနေကိုမြင်တဲ့ဇက်လိုက်ကဝန်ပလွေကိုခြေထောက်နဲ့ကန်ထုတ်ပြီးတပားဆက်တီအပိုင်းပိုင်းပြတ်သွားအောင်ရှင်းလင်းလိုက်ပါတယ်ကြံတဲ့ဝန်ပလွေတကောင်ကတော့အခြေအနေမလှမှန်းသိလို့လှည့်ပြေးသွားပါတော့တယ်ဇက်လိုက်လည်းတက်ပြင်းချနိုင်တော့မှစနစ်ကိုကြီးလိုက်ရာသူ့ရဲ့အဆင့်တက်လာပြီးစွမ်းဆောင်ရည်အားလုံးလည်းမြင့်တက်လာတာကိုတွေ့ရပါတယ်ဒါအပြင်ဝန်ပလွေရဲ့သွားကိုပါအပိုးပစ္စည်းအဖြစ်ရရှိခဲ့ပါတယ်ဒါပေမဲ့စနစ်ကနေအပြင်ကဘာကိုပြန်လည်ပို့ဆောင်ခြင်းမရှိသေးတဲ့အတွက်ဒီကူတဲကလင်းရှု boss ကိုအနိုင်ယူမှသာပြန်လို့ရမယ်ဆိုတာသူသဘောပေါက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရှေ့မှာဝန်ပလွေအုပ်ကြီးထပ်မံပေါ်လာပါတော့တယ်စွမ်းအားကိုရှာဖွေခြင်းနဲ့ boss စနစ်ရင်ဆိုင်ရခြင်းဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပေမဲ့ဇက်လိုက်ဟာအကြောက်လက်မရှိဘဲလက်နက်ကိုမြဲမြံစွာစုပ်ကိုင်ကရှေ့သို့တိုးဝင်သွားပါတယ်အခုချိန်မှာသူဟာရှင်တန်ဖို့တင်မကပဲပုံမိုတမလာဖို့အတွက်ပါတိုက်ခိုက်နေတာဖြစ်ပါတယ်တိုက်ပွဲအပြီးမှာတော့သူ့ရဲ့ဓားမြောင်ဟာအကြောင်းတွေထင်ကြံရစ်ခဲ့ပါတယ်စနစ်ကနေသူ့ကိုတပ်ဖြတ်သူဆိုတဲ့ဘွဲအမည်ပေးအပ်ပြီးပစ္စည်းအသစ်တွေအများကြီးပေးခဲ့ပါတယ်ဇက်လိုက်ဟာပြန်လဲပို့ဆောင်ပေးမဲ့ကြောက်တုံးကိုကြည့်ပြီးစဉ်းစားခန့်ဖွင့်နေပါတယ်ဒီလိုတမလာဖို့အခွင့်အရေးကခဲရင်လွန်းလို့ဖြစ်ပါတယ်ပုံမိုတမလာပြီးသူတစ်ပါးရဲ့နှိမ်ချဆက်ဆံမှုကိုမခံရစေဖို့အတွက်ဇက်လိုက်ဟာမြေအောက်ကိုအနက်ပိုင်းစီကိုဆက်လက်ဦးတည်သွားပါတယ်လန်ခီမှာတွေ့တဲ့မိစ္ဆာတွေကိုအစစ်မြင့်တင်ထားတဲ့စွမ်းအားတွေနဲ့အလွယ်တကူနှိမ်နင်းနိုင်ခဲ့ပါတယ်မိစ္ဆာတွေရဲ့နာမည်ရောင်ပြောင်းလဲသွားပုံအရအဖြူရောင်ကအလွယ်တကူအနိုင်ယူနိုင်တဲ့အဆင့်လိမ္မော်ရောင်ကသူနဲ့အဆင့်တူအနီရောင်ကတော့သူ့ထက်အစပေါင်းများစွာတန်မာတဲ့အဆင့်ဖြစ်ပါတယ်အရင်ကအနီရောင်ရှိခဲ့တဲ့ဝန်ပလွေတွေဟာအခုတော့အဖြူရောင်ဖြစ်ပြောင်းလဲသွားပြီဖြစ်လို့သူ့ရဲ့စွမ်းရည်တွေဘလောက်တိုးတက်လာလဲဆိုတာတက်တည်ပြနေပါတယ်မိစ္ဆာအားလုံးကိုရှင်းလင်းပြီးနောက်ဇက်လိုက်ဟာဘာစခမ်းမတဲကိုရဲရဲဝံ့ဝံ့ဝင်ရောက်သွားပါတယ်နောက်ဆုံးတိုက်ပွဲနဲ့လက်တွေ့ကဘာသို့ပြန်လည်ရောက်ရှိခြင်းချက်ချင်းဆိုသလိုမြေပြင်တစ်ခုလုံးပြင်းထန်စွာတုန်ခါသွားပြီးဇက်လိုက်ဟာလွင့်ထွက်သွားကသူ့ရဲ့တစ်ခုလေးသောလက်နက်လည်းကျိုးပဲ့သွားပါတယ်သူရှိမှပေါ်လာတာကတော့အယောင်အသွေးစုံလင်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့ငွေနဂါးကြီး boss ဖြစ်ပါတယ်ငွေနဂါးကြီးကဇက်လိုက်ကိုအရှိန်ပြင်းပြင်းနဲ့တိုက်ခိုက်ရာဇက်လိုက်လည်းအသားလေးရှောင်ကွင်းပြီးကျိုးပဲ့နေတဲ့ဓာတ်နဲ့ငွေနဂါးရဲ့ခန္ဓာကိုယ်ကိုခုတ်လိုက်ပါတယ်ဒါပေမဲ့ငွေနဂါးရဲ့အကြေးခွန်ကိုမဖောက်နိုင်ပဲအတိုက်ခိုက်ခံရမှုတွေကြောင့်ဇက်လိုက်ဟာဒဏ်ရာပြင်းအထံရရှိသွားပါတယ်ဇက်လိုက်ဟာအားမလျှော့ပဲပြန်လဲထွက်ပြီးအတိတ်ကအားနည်းခဲ့လို့နှိမ်ချခံခဲ့ရတာတွေကိုတွေးတော့ကပုံမူတန်မာလာရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ရှိသမျှစွမ်းအားတွေကိုစုစည်းပြီးငွေနဂါးကြီးကိုအပြတ်တိုက်ခိုက်ပါတော့တယ်နောက်ဆုံးမှာတော့ boss ကိုအနိုင်ယူနိုင်ခဲ့ပြီးစနစ်ကနေအဖိုးတန်လက်နက်တွေနဲ့ဆေးရည်တွေကိုစုလက်အဖြစ်ပေးအပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးအစစ်အမှန်ကဘာဖြစ်ပြောင်းလဲသွားပါတယ်ဇက်လိုက်ဟာမြေအောက်မီးရထားဘူတာကနေထွက်လာချိန်မှာစစ်သားတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးမိစ္ဆာတွေလက်တွေ့ကဘာတဲကိုကျူးကျော်ဝင်ရောက်လာလို့မူဆိုးတွေအသေးအတန်တိုက်ခိုက်နေရတာကိုမြင်တွေ့လိုက်ရပါတယ်ဇက်လိုက်ဟာအားနည်းတဲ့မူဆိုးဖွဲ့ထဲမှာအရင်ကသူ့ကိုကူညီခဲ့ဘူးတဲ့ကောင်မလေးတစ်ယောက်ရှိနေတာကိုသတိပြုမိသွားပါတယ်သူမကိုကူညီဖို့အတွက်ဇက်လိုက်ဟာသူ့ရဲ့ကျိုးပဲနေတဲ့ဓားမြောင်တွေကိုရှိသမျှစွမ်းအားတွေထည့်သွင်းပြီးဘော့စီကိုပစ်လွတ်လိုက်ပါတယ်အဲ့ဒီဓားမြောင်ကဘားရဲ့ကာကွယ်ရေးကိုဖျက်ဆီးပစ်လိုက်နိုင်တာကြောင့်မူဆိုးအဖွဲ့ဟာဘားဆိုအမိရအဆုံးသတ်နိုင်ခဲ့ပါတယ်တိုက်ပွဲအပြီးမှာမူဆိုးကောင်းဆောင်ကဒီလောက်ပြင်းထန်တဲ့စွမ်းအားရှင်ကဘယ်သူလဲဆိုတာလိုက်လံစုံစမ်းပေမဲ့ဇက်လိုက်ကတော့လူအုပ်ထဲမှာအရေးအယောင်မပြပဲပျောက်ကွယ်သွားခဲ့ပါပြီ